ကျောင်းမှာစာရန်တော်ပြီးအစင်တီရဖူးတဲ့ဗန် UFC နဲ့ဗန်ရဲ့ဘူအကြောင်းအင်တာဗျူးအပိုင်းနည်းဘူကျွန်တော်ဆက်လက်ပြီးတော့တင်ဆက်ချင်ပါတယ်အားလုံးပဲမင်္ဂလာပါမို့ channel ကနေကြိုဆိုပါတယ်ဒီအပိုင်းမှာဗန်ဒိုမီသားစုကမလေးရှားနဲ့အမေရိကန်ကိုပြောင်းလာတဲ့အကြောင်းဗန်ဟာကျောင်းမှာစာရန်တော်ပြီးအင်္ဂလိပ်စကားအတွက်အချစ်တချင်းတွေကနေတင်ခဲ့တဲ့အကြောင်းအမခလီကရိုက်ပြီးမဲ့မိသားစုကိုကာကွယ်တဲ့အကြောင်းတွေစတာတွေပါတယ်ငါအဖေမလေးရှားမှာရှိနေတော့ကရွယ်နဲ့ချစ်စရာနဲ့တွေ့ခဲ့တယ်သူတို့ကဒုက္ခတွေအမေရိကန်ကိုတွန်းနိုင်အောင်ကိုနေပြီးခဲ့သူတွေလေးဆိုတော့အဖေကအဲ့မှာဆင်းသွင်းခဲ့တယ်မိသားစုစီတယ်လို့ပြောခဲ့တယ်သူတို့ကအင်တာဗျူးတွေပါတွေခေါ်ခဲ့တဲ့အခါကျမှအဖေဟဲ့ငါတို့အတွက်အခွင့်အရေးပုံတစ်ခုရပြီလို့ပြောတာအစားကငါမေမယုံဘူးဘာလို့လဲဆိုတော့ငါအဖေကအရင်ကရတမလေးအဖေတပီးပြီးပြောင်းလဲတာကိုငါတို့မတိခဲ့ကြဘူးအဲ့တော့အဖေကခေတာဆိုကြီးမ3ယောက်ကိုရင်လွတ်လိုက်မယ်ပြီးမှငါနဲ့တမီးလေးပဲဘာလို့မလဲဆုံးဖက်မယ်ပေါ့ဆိုတာအမ3ယောက်မလေးရှားကိုရင်တွားတယ်အဲ့ဒီနောက်မှငါရဲ့အမေရဲ့ညီလေးရဲ့တွားကြတာငါတို့ရောက်ချင်းကအဖေကိုသူထီးကြီးလို့ထင်ခဲ့တာမလေးရှားမှာငါကလေးတယောက်လူနေခဲ့ရတယ် Chim Student Organization မှာကြောင်းတက်ခဲ့ရတယ်ပြောရည်ရုံမှာမဟုတ်ပါဘူးငါကအကြောင်းမှာစာတော်တဲ့ကလေးပါဗျအတန်းထဲမှာအစင်တီရဖူးတယ်အစင်တီစာရတော့ကအမတ်နန်ကငါတဲ့အမက်နိုးဆောင်အမတ်တရားတွေထဲကတခုပဲဟူစတန်မှာခက်ဆုံးပါတော့စကားအဘေဒါမဲ့ငါတို့ကိုထားတဲ့နေရာကခင်တွန်းမှာဆိုတော့အာဆက်တောက်တွေအများကြီးရှိတယ်ကိုရီးယားတွေတခြားမြန်မာတွေပေါ့ဆိုတော့တိတ်မခက်လောက်ဘူးဒါမဲ့ခက်တော့ခက်ခဲပါတယ်ဗာဟာမလီပမာနဲ့ဟာခါချင်းပါစကားတွေကိုပြောတတ်ပါတယ်အရှိတောင်အာရှမှာဆိုရင်တော့အစင်ပီမဲ့တက်ကဆက်ပီနယ်ဟူစတန်မှာတော့အစင်မပီဘူးငါအင်္ဂလိပ်စကားပြောတတ်ဖို့တချင်းတွေနားထုံတယ်ရုပ်ရှင်တွေကြည့်တယ်တချင်းတွေထဲမှာအချစ်တချင်းတွေနဲ့အများကြီးပဲဘယ်သူတချင်းတွေလဲဆိုတာရုပ်ရှင်တွေကြည့်တယ်တချင်းတွေထဲမှာအချစ်တချင်းတွေ It's sin perfect တချင်းဆိုတဲ့လူ Phone love for me ဆိုတာလေးအဒီလိုအဲ့ဒီချိန်တော့ကမင်းရဲ့မိဘတွေဒါမှမဟုတ်မုံနှမတွေအင်္ဂလိပ်လိုပြောတတ်တဲ့သူရှိလားလို့ပြန်မိတဲ့ခါတော့ငါအမခေလေပေါ့ခေလေကငါတို့ဒီကိုရောက်တာတုံးမှငါတို့ကိုဆုံရှောက်ပြီးခဲ့တာအလက်မအိုလီဗာနဲ့ခေရီတို့ကိုငါတို့ကိုဆုံရှောက်ပြီးခဲ့ကြတယ်ခေရီကတကယ်ဆင်မအကြီးပုံစံမဲ့သူကတကယ်ကိုဆင်မအကြီးပါရိုက်တော့ရိုက်တယ်ဒါမဲ့သူ့အိမ်ကိုတော့သူကကိုယ်မှာပဲအိမ်မှာကိုပြောင်းတာကလည်းကိုညီပြီးနိုင်ခဲ့တာဗန်ကတော့ကျောင်းမှာသူ့ဘာသာသူရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ရပါတယ်စာရန်ရှိတော့မှဒီအပိုက်ကိုဒီလောက်ရက်လိုက်ပါမယ်နောက်ပိုင်းမှာအမေရိကန်ကျောင်းမှာဗန်တယောက်ဘယ်လိုရုံးကန်ခဲ့လဲဆိုတာကျွန်တော်ဆက်ပြီးတော့တင်ဆက်တော့မှာပါ